လူဘဝဆိုတာကိုလိုချင်တာကြီးလည်းရမှာမဟုတ်ဘူးကိုတွေးချင်တာနဲ့ကြီးလည်းတွေးမှာမဟုတ်ဘူးလိုချင်တာလည်းရမယ်မလိုချင်တာလည်းရမယ်တွေးချင်တာနဲ့လည်းတွေးမယ်မတွေးချင်တာနဲ့လည်းတွေးမယ်အဲ့ဒီထဲမှာအကောင်းနဲ့လည်းတွေးမယ်ဆိုးနဲ့လည်းတွေးမယ်အကောင်းလည်းရမယ်ဆိုးလည်းရမယ်အဲ့ဒါလို့ကြုံတွေ့လာတဲ့လောကရဲ့သဘာဝလောကဓာတ်မုန်တိုင်းနဲ့တွေ့တဲ့အခါမှာကိုယ်စိတ်ဟာရင်းရိုင်ခြင်းဆိုတာမဖြစ်ဖို့ရအတွက်လေ့ကျင့်တာဟာစိတ်အလှပကိုတစားဆင်ပေးတာနဲ့အလားတူလှပအောင်ပြင်ထားတဲ့စိတ်ကလေးကိုကြံ့ခိုင်အောင်ထပ်မှတ်ပြီးတော့ပညာမှာစိတ်ထက်ကြံ့ခိုင်သွားပြီဆိုတဲ့ပုဂ္ဂိုလ်ယန္တာပုဂ္ဂိုလ်လို့ခေါ်တာပဲနော်ယန္တာဖြစ်သွားပြီဆိုရင်စိတ်ဓာတ်ကြံ့ခိုင်သွားပြီယန္တာမဖြစ်သေးတော့လည်းပဲမိမိစိတ်ဓာတ်ကြံ့ခိုင်အောင်ပြင်ဖို့အရေးကြီးတယ်